ကျွန်တော်ကမြန်မာနိုင်ငံသားဆိုပေမဲ့ထိုင်းနိုင်ငံနယ်မြို့လေးမှာမွေးခဲ့တာပါဒီမြို့လေးကိုရနောင်းမြို့လို့ခေါ်ပါတယ်တပြိုင်နက်တည်းကျွန်တော်ကတပည့်တိုင်းသားတယောက်လည်းဖြစ်ပါတယ်ရနောင်းမြို့ဆိုတာမြန်မာနိုင်ငံတောင်ပိုင်းအောက်ခြေအဆွယ်လေးကကော့တောင်မြို့နယ်ဘေးချင်းကပ်နယ်စပ်မြို့လေးဖြစ်ပါတယ်ဒီမြို့လေးကိုကျွန်တော်လွန်ခဲ့တဲ့တစ်ပတ်ကသွားလည်ခဲ့ပါတယ်ကျွန်တော်မရောက်တာလည်းအတော်လေးကြာနေပါပြီဘန်ကောက်ကနေဘတ်ကားစီးပြီးတော့သွားတာဘတ်400ကျော်500လောက်ကျပါတယ်ကျွန်တော်ခရီးဆက်နေရင်ခရီးလမ်းတစ်ဝက်မှာအပေါ်သွားမှုထမင်းစားမှုကိစ္စတွေခဏတစ်ဖြုတ်ကားရပါတယ်ကျွန်တော်လည်းအပေါ်လေးပါလေးသွားပြီးတော့စိတ်လေးတောက်မဲ့နေရပြီးတော့ခဏတောက်ပါတယ်ပြီးတော့ကျွန်တော်ခရီးထက်ဆက်ခဲ့ပါတယ်မနေ့9နာရီလောက်ရောက်တော့အဲ့ဒီကိုရောက်ပါတယ်ကားစီးချိန်ကတော့10နာရီလောက်ကြာသွားပါတယ်ဒီနေ့မြို့လေးကိုရောက်ချင်းတိတိတသာပြောင်းလဲခံစားမိတာတော့လေကောင်းလေသက်လေးတွေရဲ့ငှက်တန်လေးတွေပါအရင်တိတာတစ်ခုကဘန်ကောက်လိုမျိုးလေတူးတွေမညဉ့်ညမ်းနေဘူးရှူရတဲ့လေကအရင်တိတိတသာတန့်ရှင်းနေအေးမြရလို့ကျွန်တော်ကတော့ခံစားရတယ်ဒါဘန်ကောက်ဆိုရင်အရင် noisy ဖြစ်ပြီးတော့အရင်ဆူညံတဲ့မြို့တစ်မျိုးကျွန်တော်တော့ဘန်ကောက်မကြိုက်ပါဘူးနေမျိုးဆိုတော့တောင်တန်းတွေတစ်ပင်တွေနဲ့တော်တော်လေးကိုစိတ်ကိုအေးချမ်းနေပါတယ်ကျွန်တော်ကားကွင်းကိုရောက်တာနဲ့ကျွန်တော်ရဲ့ video project ဖြစ်တဲ့ iPhone ထဲမှာပါတယ် Leica Lex ဆိုတဲ့ app နဲ့ဘယ်လိုမျိုး video ဓာတ်ပုံတွေရိုက်ရမလဲဆိုတဲ့ video ကိုကျွန်တော်ရိုက်ပါတယ်ကျွန်တော်ကားကွင်းနေပြန်မှုတွေဒီကိုလိုင်းကားလေးကိုစီးပြီးတော့ပြန်သွားတာဘတ်60လောက်ကြာပါတယ်ကျွန်တော်ရနောင်းကိုပထမနေ့ရောက်ချင်းမနေ့မှာပဲကျွန်တော်ငငယ်ကနေခဲ့ဘူးတဲ့ရက်ကလေးကိုခဏတာဆိုင်ကယ်လေးနဲ့ပတ်ချီဖြစ်ခဲ့ပါတယ်ဘန်ကောက်လိုမိုးမြတ်တိုက်ကြီးမရှိသလိုပဲတပြိုင်နက်တည်းကျွန်တော်အတွက်အတော်အေးချမ်းတဲ့မနေ့ခင်ဖြစ်စေတာကတော့ငင်းလို့မရပါဘူးဒီမျိုးရဲ့စင်ကနေချာကတော့ဒီလိုဘေးတွဲဆိုင်ကယ်လေးတွေပါဒီဝမ်းမှာပဲအိမ်ကအဖွားတွေအတော်တွေကကျွန်တော်အလဲပတ်တွေပို့ပါတယ်ပထမဆုံးသွားပြတဲ့နေရာကတော့ဒီနေရာဘုံကြီးကျောင်းလေးတစ်ကျောင်းပါသွားရလမ်းနဲ့ရှောင်းတောင်တန်းနေနဲ့ပြည်နေပါတယ်ဘုံကျောင်းကိုရောက်တော့ဖျားရည်ဖူးတယ်ဓာတ်ပုံလေးရိုက်ခဲ့ပါတယ်ကျွန်တော်အခုရနောင်းမျိုးရဲ့အမျိုးလူနေနေတဲ့နေရာတစ်ခုမှာဖုံးကျောင်းတစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီနေရာတော်တော်လေးကိုအေးချမ်းသာရပါတယ်ငှက်တန်လေးတွေကြားရတယ်ပြီးွားရင်တောင်တန်းလေးတွေနဲ့ရေချောင်းလေးတွေနဲ့ငှက်လေးတွေနဲ့တော်တော်လေးကိုစေချမ်းရပါတယ်ဒီတောင်ပေါ်လေးကတော့အချိန်မလောက်တာရဲ့နေပူတာရတဲ့ကြောင့်ဘယ်သူမှမတက်ဖြစ်တော့ကျွန်တော်လည်းမတက်ခဲ့တော့ပါကျွန်တော်လည်းအရင်တော့တက်ဖူးတယ်ဆိုလို့ပေါ့လေဝီလီယာ叫什么？哦，好嘛。来，好嘛，拜拜，来。ဒီဘုံကျောင်းကနေပြန်တော့ကျွန်တော်တောင်ကနုံးဆိုတဲ့နေရာကိုရောက်ပါတယ်။တဘောပထဝီသဘောတရားအရာတစ်ပင်မပေါက်တာလို့ဆိုပါတယ်။အဲ့ဒီနေရာမှာလည်းနေလည်းတော်တော်လေးပူတယ်လက်ပတ်ဆရာကြီးလည်းတိတ်မရှိတော့ကျွန်တော်ရေပူဆန်းဆိုတဲ့နေရာကိုထပ်ပြီးခီးဆက်ပြီးရောက်လာခဲ့ပါတယ်။
အခုကျွန်တော်ရနောင်းမျိုးရဲ့နာမည်ကြီးတနေရာဖြစ်တဲ့ရေပူဆန်းကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာကျမ်းမာရေးအရာရေးနှွေးလာစိန်တဲ့လူတွေတော်တော်ပူပါခဏကြာရင်ကျွန်တော် experience ပြမယ်ထပ်ပြီးတော့ဒီကမှုစားလိုက်ဒီနေရာလေးကတော့မြင်ရသူရောက်သူဖို့အတော်လေးကိုစိတ်ချမ်းသာစေပါတယ်ဒီနေရာလေးဘေးမှာတောင်ကျရည်တဲ့ခွန်လေးနဲ့ဆန်းကြောင်းလေးလည်းရှိပါတယ်ဒီမှာဆိုရင်ရေကူးလာပန်းဖြည့်တဲ့သူကျမ်းမာရေးတွေ့ရေနှွေးလာစိန်တဲ့သူကျမ်းမြေနှွေးနှွေးလေးမှာလာအိတ်လိုက်တရားထိုင်လိုက်လာလောက်တဲ့သူတွေလေ့ကျင့်ခန်းလုပ်လမ်းရှားသူတွေနဲ့တော်တော်လေးစီကားပါတယ်ဒီမှာလေရေပူဆန်းဆိုသလိုပဲဒီမှာအမျိုးအပူချိန်မြင့်နေတာကိုတိတိကျကျခံစားမိရဗျာကျွန်တော်အင်ဂျီတွေချွေးတော်ဆိုနေပြီအမှအကုန်လုံးကဟိုဘက်မှာဆိုရင်သူကကျမ်းမြေပေါ်မှာလှဲပြီးတော့အဲ့နွေးတက်ကိုခံစားနေကြတယ်တချို့ဆိုရင်လည်းဒီရေနွေးရေပူကိုခြေထောက်စိန်တာမျိုးရေချိုးတာမျိုးလုပ်ကြရပါတော့ကျွန်တော်လည်းဖုန်းနဲ့ဓာတ်ပုံလေးရိုက်လိုက်တပွားတရားကြီးတွေကိုထိုင်ခံစားလိုက်နဲ့ငယ်ဘွားတွေကိုတော်တော်လေးလွမ်းမိပါတယ်စကားမဆက်ကျွန်တော်ရိုက်လာတဲ့ဓာတ်ပုံလှလှလေးကိုခံစားကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Instagram ကို description မှာချလာပေးမယ်ကျွန်တော်ရက်သမက်ပုံလေးအဲ့ဒီမှာတင်ပါတယ်ကျွန်တော်ကဒီရေပူဆန်းလေးမှာဗီဒီယိုတွေရိုက်လို့မပြီးသေးလို့ကျွန်တော်တို့အိမ်ကလူတွေပြန်ဝါကြတော့ကျွန်တော်မလိုက်ဝါပါဘူးအိမ်ကလည်းတစ်ခါဆိုင်ကယ်နဲ့လာတင်ကြိုမယ်နေခဲ့ခြင်းနေခဲ့ဆိုလို့ကျွန်တော်နေခဲ့ပါတယ်โอเคအခုကျွန်တော်ပြန်တော့မှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်ကတယောက်တည်းကြံခဲ့တာဖြစ်ပါတယ်ကျွန်တော်မိသားစုနဲ့ကားနဲ့လာကြတာပေါ့လေကားနဲ့လာကြကျွန်တော်ကဒီဗီဒီယိုလိုက်ရိုက်နေနေပဲမိသားစုနဲ့တော့ကောင်းကောင်းအချိန်မကုန်လိုက်ရပါဘူးပြီးတော့လူကြီးတွေအချိန်မရတဲ့တင်မဲ့ကျွန်တော်တယောက်တည်းဒီမှာဓပုံလေးရိုက်လိုက်ဗီဒီယိုရိုက်လိုက်ကြံခဲ့တာဖြစ်ပါတယ်ရာအခုကျွန်တော်ပြန်တော့မှာဖြစ်ပါတယ်ကျွန်တော်ဆိုင်ကနေလာကြိုနေပါတော့ဟယ်လိုပြီးမိနစ်30လောက်ကြာတော့အိမ်ကလာကြိုပြီးတော့မူကတက်ဆိုင်တန်းသွားပါတယ်ဒီဆိုင်လေးကတော့ဘူဖေးဆိုင်ဖြစ်ပြီးတော့လာစားတဲ့သူတွေလည်းတော်တော်လေးစီကားပါတယ်ဒီဆိုင်ကစားကြတွေကတော်လေးစားကောင်းပြီးတော့ကျွန်တော်ခင်းတွေ့ပါတယ်ဆူရှီသိမကြိုက်ဘူးဆိုတော့ကျွန်တော်တော့မှ9ခုစားပြီးတော့နောက်ထပ်9ခုလောက်ထပ်ယူမိတဲ့ထိပါပဲအကုန်လုံးဘိုက်လည်းအတော်တင်းပြီဆိုတော့သိမကြမိမှာပဲကိစ္စတစ်ခုပေါ်လာပါတယ်ကျွန်တော်အပေါ်မှာပြောမှုမေးချင်နေတာတခုကကျွန်တော်ကဒီရနောင်းမျိုးတွေကိုတဒုသားအရင်ဖြစ်ကူညီမှုရောက်လာတာပါဒီတဒုသားရံဘာကြောက်လုပ်လဲဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ဗီဒီယိုလည်းလာမှုရှိပါတယ်ကျွန်တော်မျှလင်းပါတယ်အဲ့ဒါနဲ့ကျွန်တော်မင်္ဂလာသွားရင်သွားတယ်ရဟာဆယ်လေးလေ့ကျင့်ပြီးတဲ့အချိန်မှာညရင်မိုးချုပ်ကျွန်တော်အိမ်ပြန်လာကြပါတယ်နောက်နေ့မနေ့မင်္ဂလာဆောင် vlog ကိုတော့ကျွန်တော်ပိုင်းနေနေနဲ့တင်ပြရစီအဆုံးလေးကြည့်ပေးလို့ကျေးဇူးပါနောက် vlog မှာပြန်လည်ဆင်တွေ့ကြပါမယ်ဘလုံးကျေးဇူးတင်ပါတယ်